ဒီအပင်လေးကိုတိကျပါသလားမြန်မာလိုကတော့မွေပင်လို့ခေါ်ပါတယ်ဒီအပင်လေးကလေထိုင်းဘက်ကနေလက်ဆောင်ရလာတာထိုင်းတွေကတော့စင်ဆွဲပင်လို့ခေါ်တယ်အိမ်မှာစိုက်ထားတာ4နှစ်လောက်ရှိပြီအခုတော့ပန်းလေးပွင့်လာပါတယ်ပန်းလေးကလည်းချစ်စရာကောင်းလိုက်တာအနှံ့လေးတင်းတင်းမွေးမွေးလေးပန်းလေးပွင့်လာတော့မှပဲ AI ကိုမေးကြည့်တော့အပင်ရဲ့အမခန်းကောင်းကျိုးလေးတွေကိုတီးလိုက်ရတယ်ဒီအပင်လေးကလေကိုတန့်စင်ပေးနိုင်တယ်ညဖက်မှာတော့မှဒီအပင်လေးကကောင်းတဲ့အောက်ဆီဂျင်ကိုထုတ်ပေးနိုင်တယ်အဲ့ဒါကြောင့်သိပ္ပံပညာရှင် NASA အဖွဲ့ကအစွမ်းထက်တဲ့အပင်လို့တောင်တင်စားထားပါတယ်လို့လေ့လာသိရှိရပါတယ်ဒီအပင်လေးကလေစိုက်ပျိုးရတာအရန်ကိုလွယ်တယ်သူ့ကိုဘာမှကိုပြုစုစရာမလိုဘူးရေလည်းအများကြီးလောင်ပေးစရာလည်းမလိုဘူးအိမ်မှာလဲလေဒီအပင်ကိုတကယ်ပဲဘာမှမပြုစုဘဲနဲ့သူ့ကိုထားခဲ့တာပန်းပွင့်လေးတွေ့တော့မှပဲတတိထားမိစရာလေးဖြစ်လာတယ်လေအပင်လေးကနေရောင်လဲတိတ်မလိုဘူးမီးအလင်းရောင်နဲ့တင်ရှင်သန်နိုင်တာမို့လို့ကို့အတွက်ကျန်းမာရေးလဲကောင်းတယ်ဆိုတော့အိမ်ထဲမှာရွှေ့ဆိုင်တော့မယ်ဒီအပင်လေးကနေအခုလိုချစ်စရာအရန်ကောင်းတဲ့ပန်းလေးပွင့်လာလိမ့်မယ်လို့မျှော်လင့်မထားဘဲနဲ့ပန်းလေးပွင့်လာတဲ့အတွက်လက်ဆောင်လေးထပ်ရလိုက်တယ်လို့စိတ်ကိုကြည်နူးမိတယ်အားလုံးကိုကျေးဇူးတင်ပါတယ်